မင်္ဂလာပါဗရေမိတ်ဆွေများလုံးမင်္ဂလာပါဒီနေ့ကတော့ရာသီဥတုကကိုယ့်ဘက်မှာမရှိပါဘူးနေတအားပူပါတယ်ဒီနေ့ကတော့ဒီနေ့ကနေ့လည်ခင်းကျူတီဆိုတော့စပစ်ခွဲမှာဝင်ရမှာပါနော်ပြင်မာနေပူတဲ့မှာလုံးနေတဲ့ညီကိုတွေကတော့နေရမ်းပူတာဖြစ်တဲ့အတွက်ဒီတက်ခန်းချောင်းမှုကိုဖြည့်ဖို့လိုပါတယ်ဒါမှကျန်းမာရေးကောင်းပါပါရေများများတောက်ကြပါတို့ကလည်းကျန်းမာရေးကောင်းမှလည်းရေရှည်လုံးလုံးနိုင်မှာတချို့တွေဆိုလို့ရှိရင်ကျွန်တော်တွေ့ရသလောက်ပေါ့နော်ကျွန်တော်ညီကိုတွေဆိုရင်2ယောက်3ယောက်ရှိနေပြီပေါ့နော်သူတို့တွေဆိုရင်ဒီနေစားပုံစံမျိုးပဲရတယ်ပေါ့နော်တစ်နေ့ကို$20တို့25ကျပ်30တို့ပေါ့နော်အဲ့လိုမျိုးတွေရကြတယ်ကိုနားရက်တွေမှာစိတ်ခွင့်ယူတဲ့ရက်တွေမှာဆိုရင်ပတ်စံမရကြဘူးလို့ပြောတယ်ပေါ့နော်အဲ့ဒါကစိတ်ကန့်ပြရတယ်ဆိုလို့ရှိရင်လည်းအနည်းဆုံး$90 80ကနေ100ကျော်ထိကုန်ကြတယ်ပေါ့နော်အဲကြောင့်မလို့ကိုယ့်ရဲ့ကျန်းမာရေးကိုအထူးယူဆိုင်ဖို့လိုတယ်ကျွန်တော်တို့ဒီနေ့ထဲမှာတစ်ခါမှနေမကောင်းမဖြစ်သေးဘူးပေါ့နော်ဒီတားခယူဆိုင်နေတာပြီးခဲ့တဲ့နှစ်ထဲမှာတစ်ခါအရင်ဖြားသွားတဲ့အခါမှာတော်တော်လေးခံလိုက်ရတယ်အခုကတော့ဒီနေ့ထဲမှာတော့တားခယူဆိုင်နေတာကိုပြန်ပြီးတော့မှဆန်းစစ်တယ်ပြီးလို့ရှိရင်တခုခုမှကိုခေါင်းကိုက်တာတို့ဖြားတာတို့ဆိုရင်ဆေးလေးကြိုတောက်တာမျိုးတွေအဲ့လိုမျိုးကျွန်တော်ရေတက်ခန်းချောင်းမှုလေးတွေဖြစ်တဲ့ဆိုရင်ရေတွေများများထပ်ပြီးတော့တောက်ပေးတာမျိုးတွေတော်တော်လေးခယူဆိုင်ဖြစ်ပါတယ်ဒီကမိတ်ဆွေလည်းကိုယ့်ရဲ့ကျန်းမာရေးကိုအထူးခယူဆိုင်ဖို့လိုပါတယ်ကျေးဇူးများကြီးတင်ပါတယ်